သူငါများစွာရှာနေကြရပြန်ပိုက်ဆံလူမှုရေးရသူလေးသာဆိုမှုနေပြန်ပိုက်ဆံကဘာတလွားမှာသူငါများစွာရှာနေကြရပြန်ပိုက်ဆံလူမှုရေးရသူလေးသာဆိုမှုနေပြန်သမီးများတွက်ရှာရပြန်ဟောဒီပိုက်ဆံသမီးသားတွက်ရှာရပြန်ဟောဒီပိုက်ဆံဝေဆိုတော့ပိုက်ဆံအမိုက်ခံငါရှာတော့လေကံမပြီးတော့ဝီရမှာရင်လေးနဲ့တွေ့စားပါကြားကိုပုံပြအရေးစုကထားမှုလိမ္မာနောင်ချမ်းသာတရားပရချသုံးစင်ရအောင်တော့မှာတစ်ချက်တစ်ပြားစုကထားမှာကြီးပွားဧကံချမ်းသာမှာပိုက်ဆံဆိုတာထိုက်တန်ရင်မင်းစီရောက်လာမှာသူငါများစွာရှာနေကြရပြန်ပိုက်ဆံလူမှုရေးရသူလေးသာဆိုမှုနေပြန်ပိုက်ဆံကဘာတလွားမှာသူငါများစွာရှာနေကြရပြန်ပိုက်ဆံလူမှုရေးရသူလေးသာဆိုမှုနေပြန်သမီးများထွက်ရှာရပြန်ဟောဒီပိုက်ဆံသမီးသားထွက်ရှာရပြန်ဟောဒီပိုက်ဆံဝေဆိုတော့ပိုက်ဆံအမိုက်ခံငါရှာတော့လေကံမပြီးတော့ဝီရမှာညံလေးနဲ့တွေ့စားပါကြားကိုပုံပြအရေးစုမှထားမှုလိမ္မာနောင်ချမ်းသာတရားပလက်ချသုံးစင်ရအောင်တော့မှာတစ်ချက်တစ်ပြားစုကထားမှာကြီးပွားဧကံချမ်းသာမှာပိုက်ဆံဆိုတာထိုက်တန်ရင်မင်းစီရောက်လာမှာဘာကြောင့်ရလဲဆိုတေချာကြည့်လို့ရှင်းလာတဲ့ပြုပိုက်ဆံကြောင့်မဲပြူဒီရဝိုင်းနာစကတ်တို့ကောင်းမလေးများဆိုကိုအန်ကင်းနဲ့ပိုက်ဆံကြောင့်မဲပြူမိဘမွေမရလို့မှစိတ်ဝမ်းခွဲကြပြန်ဆရာတွေလည်းမတည့်ကြပြန်ဒါလင်းပိုက်ဆံလင်းများချင်းလည်းခွဲကြပြန်အဲ့ဒါပိုက်ဆံဝေဆိုတော့ပိုက်ဆံအချို့ကြတော့တောင်းလို့ပေါ့အချို့ကတော့မောင်ကိုဆုံးမောပန်းမောင်လန်ကိုဖြတ်တန်းရရှာဝတ်တိုက်ပွဲနိုင်လွင်ကသာအပိုက်ဆံဆိုတာထိုက်တန်ရင်မင်းစီရောက်လာမှာသူငါများစွာရှာနေကြရပြန်ပိုက်ဆံလူမှုရေးရသူလေးသာဆိုမှုနေပြန်ပိုက်ဆံကဘာတလွားမှာသူငါများစွာရှာနေကြရပြန်ပိုက်ဆံလူမှုရေးရသူလေးသာဆိုမှုနေပြန်သမီးများထွက်ရှာရပြန်ဟောဒီပိုက်ဆံသမီးသားထွက်ရှာရပြန်ဟောဒီပိုက်ဆံဝေဆိုတော့ပိုက်ဆံမိုက်ခံငါရှာတော့လေကံမပြီးတော့ဝီရမှာညံလေးနဲ့တွေ့စားပါကြားကိုပုံပြအရေးစုမှထားမှုလိမ္မာနောင်ချမ်းသာတရားပလက်ချသုံးစင်ရအောင်တော့မှာတစ်ချက်တစ်ပြားစုကထားမှာကြီးပွားဧကံချမ်းသာမှာပိုက်ဆံဆိုတာထိုက်တန်ရင်မင်းစီရောက်လာမှာဘာကြောင့်များလဲဆိုတေချာကြည့်လို့ရှင်းလာတဲ့ပြုပိုက်ဆံကြောင့်မဲပြူဒီရဝိုင်းနာစကတ်တို့ကောင်းမလေးများဆိုကိုအန်ကင်းနဲ့ပိုက်ဆံကြောင့်မဲပြူမိဘမွေမရလို့မှစိတ်ဝိုင်းခွဲကြပြန်ဆရာတွေလည်းမတည့်ကြပြန်ဒါလင်းပိုက်ဆံလင်းများချင်းလည်းခွဲကြပြန်အဲ့ဒါပိုက်ဆံဝေဆိုတော့ပိုက်ဆံအချို့ကြတော့တောင်းလို့ပေါ့အချို့ကတော့မောင်ကိုဆုံးမောပန်းမောင်လန်ကို
ဖြတ်သန်းညာရရှာဝတ်တိုက်ပွဲနိုင်တွေကသာအပိုက်ဆန်ဆိုတာထိုက်တန်ရင်